ဈေးက$10ဆိုတော့ affordable ဖြစ်တယ်လို့ပြောလို့ရတယ်ဒီမှာတော့$9,000ဝန်းကျင်ပေါ့သူက90 ml ပါတော့မိနေအောင်ထွေးတဲ့ new peach အယောင်မျိုးလေးဘယ်လို makeup လုပ်နေဆိုလိုက်တဲ့ my lips but butter အဲ့လိုရှိတ်မျိုးပေါ့ hello welcome back ဒီဗီဒီယိုမှာအန်တီအသားရည်နဲ့ makeup ကိုလုံးဝပြောင်းလဲရစေတဲ့ holy grail ပစ္စည်းလေးတစ်ခုအကြောင်းကိုပြပြပေးရပါမယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အန်တီအခုလက်ရှိအကြိုက်ဆုံးဖြစ်နေတဲ့ skin care နဲ့ makeup product လေးတွေအကြောင်းကိုပြပြချင်လို့ပါ glass skin လိုမျိုးကြည်လင်ပြီး glow နေတဲ့သားရည်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြုံသွားနေနော်ပထမအဆုံးပြောချင်တာကအန်တီရဲ့ holy grail ဖြစ်နေတဲ့ moisture လေးပါဒါလေးကတော့ peach slide ရဲ့ hydrating moisture gel လေးပါရှင်ဒါလေးကိုသုံးလာတဲ့တပတ်နှစ်ပတ်အတွင်းမှာအန်တီအသားရည်နဲ့သုံးမှုတစ်ပြ moisture ထဲမှာတော်လေးကိုအဆင်ပြေနေလို့လာပြောပြပေးရပါ texture ကအရန်ပေါ့ပါတယ် smooth ဖြစ်တယ်လိမ့်လိုက်တာနဲ့သားရည်တွေကိုစိတ်ဝင်သွားတယ် water formula သုံးထားရလို့ပြောတယ်စီကက်ကက်ကြီးလည်းမဖြစ်ဘူးမနက်ကောညကောသုံးလို့အဆင်ပြေတယ်သူရဲ့ website ဈေးက$10ဆိုတော့ affordable ဖြစ်တယ်လို့ပြောလို့ရတယ်ဒီမှာတော့$9,000ဝန်းကျင်ပေါ့သူက90 ml ပါတော့မိနေအောင်သုံးပြီးတော့ပဲအပြင်သွားဖို့အတွက်တစ်ခါလေးပြင်လိုက်မယ်ဒါကိုအရင်စိတ်ဝင်စားလို့သူတို့ website ကိုတွားလေ့လာကြည့်လိုက်တော့ ingredient ၄ခုကိုအဓိက mention ထားတာတွေ့တယ်နံပါတ်1 anatocy antioxidant ဓာတ်တွေကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့အရေးအကြောင်းနေလောင်တာတွေအိုမင်းချင်းလက္ခဏာတွေကိုကာကွယ်ပေးတယ်နံပါတ်2 honey သူကဘက်တီးရီးယားနဲ့ရောင်ရမ်းခြင်းကိုကာကွယ်ပေးတယ်နံပါတ်3 glycerin သူကအပင်ကနေရတဲ့အဆိုဓာတ်ထိန်းပေးတဲ့ compound တခုအရေးပြားမှာအဆိုဓာတ်ကိုထိန်းညှိပေးတဲ့ဂုဏ်ဓာတ်တွေရှိတယ်နံပါတ်4 ceramic အရေးပြားကိုအကာအကွယ်ပေးတဲ့အလွှာလေးဖန်တီးပေးပြီးတော့အဆိုဓာတ်ကိုထိန်းပေးတယ်ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ်ကိုဒိုင်းတစ်ခုလိုကာကွယ်ပေးတယ်လို့ပြောထားတယ်အမေငယ်ငယ်ကတနခါလေးမြော်တတိယရတယ်ဒါက foundation လိုက်ပြီးတဲ့အနေထားပါတားရည်က glow ပြီးတော့ foundation နဲ့လည်းဆင်ပြေနေရောဆိုတော့ဒီ quality နဲ့တန်တဲ့ဈေးတစ်ခုလို့ပြောလို့ရတယ် concealer ပေါင်တာကို wet and white စမ်းသုံးကြည့်မယ်ဆိုပါဦးနှာခေါင်းပန်းနီ control ဒါက export ရဲ့ lip balm လေးပါ okay let's try this 4 color Revlon eye palette သူရဲ့နောက်မှာက eye look လေးနှမျိုးပါတယ်ဘာငါ day look နောက်တစ်ခုကကျတော့ night look ဆိုတော့အခုက number 1 day look အတိုင်းပြင်ကြည့်မယ်တကယ်တမ်းပြော Revlon eyeshadow ကိုမသုံးဘူး pigment ကတော်တော်လေးကောင်းတယ်ရော impressive ဗီဒီယိုထဲမှာတော့အရာကတော့အရင်ကြီးမမြင်အောင်ဒါပေမဲ့အပြင်မှာတကယ်လာတယ်ကြိုက်လို့ဒီလိုငုတ်စီလေးကျန်တဲ့ထဲကိုသုံးတာ wing လေးဆွဲမယ် eyebrow mascara primer mascaraမျက်တောင်လေးရရှည်ပြီးလှနေရော Okay let's get down to the second one အန်ဒီယာခုအရန်ဆွဲလန်းနေတဲ့ပစ္စည်းလေးနောက်တစ်ခုကဒီ lipstick လေးပါ 3C ရဲ့ Lady Down တကယ်ပြောတာဘူးပဲကြည့်လိုက်တော့ကြိုက်မကြိုက်ဒီရောင်ကအရန်လှတဲ့ nude တဲ့ new peach အယောင်မျိုးလေးဘယ်လို makeup လုပ်နေဆိုလိုက်တဲ့ my lips but butter အဲ့လိုရှိတ်မျိုးပေါ့ texture ကတကယ်မိုက်တယ်သူက matte lipstick ဖြစ်ပေမဲ့နှာခေါင်းပေါ်မှာအရန်နုညံ့ပြီးမှ velvety ဆန်တယ်ချွတ်ချုံမွေ့မွေ့လေးလိမ့်လေးရပြီးမှတခြား matte lipstick လိုမျိုးနှာခေါင်းကြီးခြောက်တွေ့တာမျိုးမရှိဘူးအယောင်ကအရန်ညိမ့်တယ်တနေကုန်ခံပြီးတော့အယောင်မကျတာဘူးတခုခုစားစားတောက်တောက်မပြတ်ပဲနဲ့လှနေတယ်
Cinderella ဖက်နှက်ပြောက်တာကျမကတော့လူပြောက်တာပေါ့ထားတာပြန်ပေါ်လာပြီ Ponytail ပြီးပြည့်စုံတဲ့ look တစ်ခုအတွက်အဝတ်စားမပိုင်မပြည့်စုံမှုဟုတ် Setting spray Gucci အရန်ကြိုက်တော့ It's never feel Final check Okay ပြင်သွားဖို့စဉ်းစားဖြစ်ပြီ Bye Have a great day ကဲဒါရီကတော့အိန္ဒိယကို flawless ဖြစ်တဲ့ look လေးကိုရရှိအောင်ကူညီပေးတဲ့လက်ရှိအကြိုက်ဆုံးပစ္စည်းလေးတွေပါပဲ Peace Light Moisture နဲ့ 3C Lady Down Lipstick ကိုမစမ်းကြည့်ရသေးဘူးဆိုရင်မဖြစ်မနေစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်စမ်းကြည့်ပြီးလည်းဘယ်လိုနေလဲဆိုတာ comment မှာပြောပြပေးရအောင်နော် Thanks for watching အန်ဒီယာဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လေးလုပ်ဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတာ